2015 ခုနှစ်ဇွန်လမှာအမေရိကန်နိုင်ငံမစ်ဇူရီပြည်နယ်စပရင်ဖီးမြို့ကအိမ်တစ်လုံးမှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအိမ်မှာနေထိုင်တဲ့မိခင်ဖြစ်တဲ့သူဒီဒီဘလန်ချက်ဟာအိမ်ထဲမှာတည်ဆုံးနေခဲ့တာပဲဖြစ်တယ်။ဒါပေမဲ့ထူးဆန်းတာကဒီဒီရဲ့သမီး Gypsy Rose Blanchett ကတော့ပျောက်ဆုံးနေခဲ့ပါတယ်။အိမ်နီးချင်းတွေတငယ်ချင်းတွေလူမှုအတိုင်းဝိုင်းတစ်ခုလုံးကGypsy ကိုသိကြတာကအမြဲတမ်းဖျားနာနေတဲ့ကလေးမလေးဝီချဲပေါ်မှာပဲနေရတဲ့မိန်းကလေးကင်ဆာနဲ့ယောဂပေါင်းမြောက်များစွာကိုခံစားနေရတဲ့သမီးကလေးဆိုပြီးတော့သိနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အိမ်ကြီးကစပြီးတော့စုံစမ်းမှုတွေပြုလုပ်တဲ့အခါမှာတော့လူတွေယုံကြည်ထားခဲ့တဲ့ဇာတ်လမ်းတစ်ခုလုံးဟာလုံးဝပြောင်းလဲသွားခဲ့တာကိုသိခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Gypsy Rose ဟာတကယ်တော့ဖျားနာနေခဲ့တဲ့သူမဟုတ်ပါဘူး။နှစ်ပေါင်းများစွာသူ့ရဲ့ဘဝတစ်ခုလုံးဟာမိခင်ရဲ့လိမ်ညာမှုတွေရဲ့အောက်မှာသူပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်Gypsy Rose Blanchett ကို1992ခုနှစ်မှာမွေးဖွားခဲ့တာပါ။သူ့ရဲ့အမေကDidi Blanchett ပဲဖြစ်ပါတယ်။ Gypsy ငယ်ငယ်ကတည်းကDidiကသမီးဖြစ်သူမှာကျန်းမာရေးပြဿနာတွေများစွာရှိတယ်လို့သူကပတ်ဝန်းကျင်ကိုပြောခဲ့တယ်။သူ့သမီးကိုလည်းသူကအဲ့တိုင်းပဲပြောခဲ့တာ။ Gypsy မှာလူကီမီယာရှိတယ်ပြီးရင်ကြွသားအားနည်းတဲ့ယောဂရှိတယ်ပြီးရင်အမြင်အာရုံနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတယ်ပြီးတော့ကလေးကလမ်းလည်းမလျှောက်နိုင်ဘူးအစားကိုလည်းပုံမှန်မစားနိုင်ဘူးဆိုပြီးတော့လူတွေကိုပြောခဲ့တယ်ဒါကြောင့်မို့လို့ Gypsy ကငယ်ငယ်ကတည်းကဆေးရုံတွေဆရာဝန်တွေနဲ့သူကယဉ်နှီးနေခဲ့တယ်ဆေးတွေလည်းအမြဲတမ်းတောက်နေရတယ်ဒါပေမဲ့အမှန်တရားတော့ Gypsy မှာအဲ့ဒီယောဂတွေမရှိနေခဲ့ပါဘူးဒီဒီက Gypsy ကိုအရန်ကိုထိန်းချုပ်တယ် Gypsy ရဲ့အသက်အမှန်ကိုလည်းလူတွေမသိအောင်လုပ်တယ်ပြီးတော့ Gypsy ကိုဒီပုံမှန်ရှိရင်းစေအသက်ထက်ငယ်တဲ့ကလေးတစ်ယောက်လိုပဲပြုမှုတယ်ဆက်ဆံတယ်ကလေးကဝီချဲပေါ်မှာပဲထိုင်နေရတယ်ဆရာဝန်တွေနဲ့တွေ့တဲ့အခါမှာလည်း Gypsy ကိုယ်တိုင်စကားပြောရတာမျိုးမဟုတ်ဘဲနဲ့ဒီဒီကပဲအားလုံးကိုဖြေကြားခဲ့တယ် Gypsy ကတော့တဖြည်းဖြည်းနဲ့သူ့ရဲ့ကိုယ်ပိုင်ဘဝသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကဆုံးရှုံးလာခဲ့ပါတော့တယ်ဒီဒီနဲ့ Gypsy တို့ရဲ့ဇလံကိုလူတွေကလည်းယုံကြည်ကြတယ်။သူတို့ကဆင်းရဲတဲ့မိသားစုဖြစ်တယ်ပြီးတော့ Gypsy ကယောဂတွေကိုခံစားနေရတဲ့ကလေးဆိုပြီးတော့လူတွေအကုန်လုံးကအဲ့ဒါကိုယုံတယ်။အဲ့တော့သူတို့နေခဲ့တဲ့ဒီ Missouri ပြည်နယ် Springfield ကအိမ်က Habitat for Humanity ဆိုတဲ့အဖွဲ့အစည်းရဲ့အကူအညီနဲ့ရရှိထားခဲ့တာပဲဖြစ်ပါတယ်။သူတို့ဟာ Hurricane မုန်တိုင်းဖြစ်ပြီးတဲ့နောက်မှာဒီဒီနဲ့ Gypsy တို့က Louisiana ကနေပြီးတော့ Missouri ကိုပြောင်းလာခဲ့ကြတယ်။သူ့ရဲ့ဒီဖျားနာနေတဲ့သမီးကလေးနဲ့ဆင်းရဲတဲ့မိသားစုပေါ့ဆင်းရဲတဲ့တနာစရာကောင်းတဲ့တာအမိဆိုတဲ့ဇလန်းတောက်လူတွေကတနာခဲ့တယ်အဲ့တော့သူတို့ကိုဒီ Habitat for Humanity ဆိုတဲ့လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့အစည်းတစ်ခုကသူတို့အတွက်အိမ်တစ်လုံးစောက်ပြီးတော့သူတို့ကိုပေးပြီးတော့နေခဲ့တယ်ပေါ့နော်ပြီးတော့သူတို့တွေကဒီဒေသခံလူမှုအတိုင်းဝိုင်းတွေအလှူရှင်တွေသတင်းမီဒီယာတွေကနေပြီးတော့သူတို့သားမီးညောင်ရဲ့ဇလန်းလေးကိုသိပြီးတော့တနာညတာပြီးတော့ကုညီချင်တဲ့သူတွေအဖွဲ့အစည်းတချို့ကနေပြီးတော့သူတို့အလှူငွေတွေရရှိခဲ့တယ်လူတွေက Gypsy ကိုအသက်ရှင်ဖို့အခက်အခဲရှိနေတဲ့ကလေးမလေးလို့ယုံကြည်ထားတဲ့အတွက်ဝီချဲတွေပြီးကြတော့ဒီစေကူသားမှုဆိုင်ရာအကူအညီတွေခရီးစရိတ်တွေလက်ဆောင်ပစ္စည်းတွေအဲ့လိုအရာတွေအများကြီးသူ့ကိုပေးကြတယ်နောက်တစ်ခုသူတို့သွားခဲ့ရတာကတော့ Disney World ဆိုတဲ့ခရီးပဲဖြစ်တယ်အဲ့ဒီခရီးကိုကြတော့ Make a Wish Foundation ကပေးခဲ့တာပါ Make a Wish ကဒီလိုမျိုးအသက်အန္တရာယ်ရှိတဲ့ယောဂတွေခံစားနေရတဲ့ကလေးတွေရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးတဲ့အဖွဲ့အစည်းပါဒီဒီက Gypsy ကိုယောဂပြင်းထန်နေတဲ့ကလေးအဖြစ်ပြသခဲ့တဲ့အတွက် Gypsy ကို Disney World သွားခွင့်ကိုဒီအဖွဲ့က Make a Wish အဖွဲ့ကပို့ပေးခဲ့တာပဲဖြစ်ပါတယ်လူတွေက Gypsy ကိုကူညီချင်လို့ပေးခဲ့ကြတာတွေကအမှန်တကယ်လိုအပ်တဲ့ကလေးတစ်ယောက်ကိုကူညီနေတယ်လို့ယုံကြည်ကြပါမယ်အဲ့ဒီနောက်ွယ်မှာတော့မိခင်ဖြစ်သူဒီဒီရဲ့လိမ်ညာမှုကြီးဟာရှိနေခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ Gypsy ကသူ့ရွယ်ရောက်လာတဲ့အချိန်မှာသူ့ရဲ့ဘဝကိုသူပြန်ပြီးတော့စဉ်းစားတယ်သူ့ကိုယ်သူလည်းပြန်ပြီးမေးခွန်းထုတ်တယ်ပေါ့နော်ငါတကယ်ပဲဖျားနေတာဟုတ်ရဲ့လားပေါ့ဘာဖြစ်လို့ငါရဲ့အသက်အမှန်ကိုအမေကဖုံးထားရလဲဘာလို့ငါ့ကိုလွတ်လပ်မနေရလဲပေးမနေရလဲဆိုရယ်မေးခွန်းတွေသူ့ကိုယ်သူမေးလာတယ်နောက်ပိုင်းမှာ Gypsy ကအင်တာနက်ကိုသူ့အမေမသိအောင်သုံးရင်းနဲ့လူတွေနဲ့သူကစကားပြောလာခွင့်ရခဲ့တယ်ပေါ့နော်အဲ့ချိန်မှာပဲသူက online ပေါ်မှာ Nicholas Gordy John ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအရတငယ်ချင်းအဆင့်အနေပြီးတော့တဖြည်းဖြည်းနဲ့ online ချစ်သူတွေအဖြစ်ကိုရောက်ရှိလာခဲ့တယ်။အဲ့တော့ Gypsy ကလည်းသူ့ရဲ့အဖြစ်အကုန်လုံးကိုသူချစ်သူကို Nicholas ကိုသူကပြောပြတယ်။ဒီလိုနဲ့ပဲ Gypsy အတွက် Nicholas ကသူ့ရဲ့ပိတ်လှောင်ခံထားရတဲ့ဘဝကနေပြီးတော့လွတ်မြောက်ဖို့အကူအညီပေးနိုင်မဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။2015ခုနှစ်ဇွန်လ14ရက်နေ့မှာအိမ်နီးချင်းတွေကထူးဆန်းတာကိုသတိထားမိတယ်။ဒီဒီနဲ့ Gypsy တို့ကိုမတွေ့ရတော့ဘူးပြီးတော့ Gypsy ရဲ့ wheelchair တွေစစ်ပစ္စည်းတွေကလည်းမြင်နေရတယ်အိမ်မှာရှိနေဒါပေမဲ့လူနှစ်ယောက်လုံးကိုမတွေ့ရဘူးပေါ့နော်အဲ့ဒီအချိန်မှာပဲ
Gypsy ရဲ့ Facebook page မှာ Facebook account မှာထူးဆန်းတဲ့စာတစ်ခုတက်လာတယ်။အဲဒါကြောင့်သူတို့ရဲကိုအကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။ဒီရဲ့ Facebook account မှာthe beach is dead ဆိုတဲ့စာတွေတင်ထားတာကိုလူတွေကတွေ့ခဲ့တယ်အဲ့တော့ဒီစာကလူတွေကိုအလွန်မင်းထိတ်လန့်သွားစေတယ်ဘာဖြစ်လို့ဒီလူကြီးတင်ထားရလဲပေါ့နော်အဲ့ဒါနဲ့ရဲတွေကဒီအကောင့်ကိုမသူသုံးခဲ့ရလဲဆိုပြီးတော့စစ်ခဲ့တယ်အဲ့တော့ရဲတွေက Facebook account နဲ့ activity တွေ IP address တွေ online messages တွေပြီးလို့ရှိရင် social media records တွေအားလုံးကိုစစ်ဆေးခဲ့အဲ့ကနေပြီးတော့ Gypsy နဲ့ Nicholas တို့ချာဆက်သွယ်မှုတွေကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်အဲ့မှာရဲတွေက online သဲလွန်စားတွေကနေပြီးတော့ Nicholas ရဲ့နေရာကိုခြေရာခံခဲ့ပါတော့တယ် Gypsy နဲ့ Nicholas တို့ကဝင်ကာဆန်ပြည်နယ်မှာ Nicholas ရဲ့မိသားစုဘက်ကအိမ်မှာရောက်ရှိနေခဲ့တာပဲဖြစ်တယ်ရဲတွေကသူတို့အိမ်မှာပဲဖမ်းဆီးခဲ့တယ်ဖမ်းဆီးပြီးတဲ့နောက်မှာ Nicholas ကိုစစ်ဆေးတဲ့အခါမှာ Nicholas ကဖြစ်ရတဲ့အားလုံးကိုပြောပြခဲ့ပါတယ်သူအားတဲ့ Gypsy နဲ့ဒီအစီအစဉ်တွေအားလုံးကိုဆွဲခဲ့ပါတယ်တဲ့ပြီးလို့ရှိရင် Springfield ကိုသူသွားခဲ့တယ်ပြီးရင် DD ကိုသူတက်ခဲ့တယ်ဆိုတာကိုဝန်ခံတယ် Gypsy ကိုစစ်တဲ့အခါမှာလည်းအမှန်တရားတွေပေါ်လာခဲ့တယ်သူလည်း Nicholas နဲ့ဆက်သွယ်ခဲ့တယ်ဆိုတာဝန်ခံတယ်ပြီးတော့သူ့ရဲ့အမေကိုသူ့ဘဝထဲကနေဖယ်ရှားပစ်ဖို့အတွက်အစီအစဉ်တွေသူရှိခဲ့တယ်ပြီးတော့သူအမေကိုတတ်ပြီးတဲ့နောက်မှာသူတို့ထွက်ပြေးခဲ့တယ်ဆိုတဲ့ဟာကိုသူတို့ပြောပြခဲ့ပါတယ်စုံစမ်းချက်တွေအရမှာတော့ Nicholas က DD ကိုဓာတ်နဲ့တိုက်ခိုက်ပြီးတက်ခဲ့တယ်အဲ့ဒီအချိန်မှာ Gypsy ကအခန်းပြင်မှာရှိနေခဲ့တယ်ဆိုပြီးတော့သူတို့တွေကထွက်ဆိုခဲ့ကြတယ်လူသတ်မှုဖြစ်ပြီးတာနဲ့သူတို့နှစ်ယောက်အိမ်ကနေထွက်ခဲ့တာပဲဖြစ်တယ်ပေါ့နော်ရဲတွေက Gypsy ကိုတွေ့ခဲ့တဲ့အချိန်မှာလူတွေအများအပြားထင်ထားကြသလိုပဲ Gypsy ဟာဖျားနာပြီးတော့ wheelchair ပေါ်ကမိန်းကလေးတယောက်မဟုတ်ဘဲနဲ့လမ်းလျှောက်နိုင်တဲ့အသက်23နှစ်ရဲ့အမျိုးသမီးတယောက်ဖြစ်နေတာကိုသူတို့တွေ့ခဲ့ရပါတယ်ဒီအချိန်မှာပဲမိခင်ဖြစ်တဲ့ DD ရဲ့နှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့လိမ်ညာမှုတွေဟာစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်ဒီအမှုမှာလူတွေအများဆုံးဆွေးနွေးကြတာက Gypsy ဟာလူသတ်မှုရဲ့တရားခံလားဒါမှမဟုတ်ရင်နှစ်ပေါင်းများစွာအနိုင်ကျင့်ခံခဲ့ရတဲ့သူလားဆိုတဲ့မေးခွန်းမှာသူကအနိုင်ကျင့်ခံခဲ့ရတဲ့သူဖြစ်ပေမဲ့သူလွတ်မြောက်ဖို့ရွေးချယ်ခဲ့တဲ့နီလန်ကတော့လူသတ်မှုတစ်ခုပဲဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲသူ့ကို second degree murder အတွက်အပြစ်ရှိကြောင်းသတ်မှတ်ခဲ့ပြီးတော့ထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရတယ်Nicholas ကိုတော့ first degree murder ပထမအဆင့်လူသတ်မှုနဲ့ armed criminal action လက်နက်အသုံးပြုရေးပြစ်မှုကျူးလွန်ခြင်းတို့နဲ့ဆိုရရှိနေတဲ့ဆွဲချက်တင်တဲ့ jury နဲ့တရားသူကြီးကတော့သူ့ကို first degree murder အတွက်အပြစ်ရှိတယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်ဒီလိုနဲ့ပဲသူကတသက်တကြွထောင်နဲ့တသက်တကြွကြာပြီးတော့လက်နက်အသုံးပြုမှုအတွက်ထပ်မံထောင်ဒဏ်25နှစ်ထပ်ပြီးတော့အချခံရတယ်ပေါ့နော်အဲ့တော့သူကထောင်နဲ့တသက်တကြွနဲ့ plus 25နှစ်ပေါ့ဆိုလိုတာကတော့ဒီအကျဉ်းထောင်ကနေလွတ်ဖို့အတွက်သူ့မှာဘာမှမရှိတော့ဘူးဒီမှာပဲတစ်သက်လုံးနေသွားတော့မယ်ဆိုတဲ့ပြစ်ဒဏ်ပဲဖြစ်ပါတယ်အဲ့တော့ Gypsy ရဲ့အမှုကလူတွေရဲ့ကြားမှာအငင်းပွားစရာကောင်းတဲ့အမှုတစ်ခုဖြစ်ခဲ့တယ်တချို့တွေကတော့သူကနှစ်ပေါင်းများစွာအနိုင်ကျင့်ခံရတဲ့ victim တရားလို့မြင်ကြတယ်တချို့ကတော့အနိုင်ကျင့်ခံရပေမဲ့လူသတ်မှုမှာပါဝင်တာတော့ခွင့်လို့မရဘူးလို့ဆိုကြပါတယ်ဒီအမှုကလူတွေကိုမေးခွန်းတစ်ခုမေးစေခဲ့တယ်တယောက်ကိုနှစ်ပေါင်းများစွာထိန်းချုပ်ပြီးတော့အနိုင်ကျင့်ထားရင်အဲ့ဒီလူရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်အတိုင်းအတာထိအပြစ်တင်သင့်တယ်လဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ် Gypsy Rose Blanchard ရဲ့ဇာတ်လမ်းဟာရိုးရိုးလူသတ်မှုအမှုတစ်ခုမဟုတ်ပါဘူးဒါမိဘတယောက်ရဲ့လိမ်ညာမှုကလေးတယောက်ရဲ့ဆုံးရှုံးသွားတဲ့ကလေးဘဝအနိုင်ကျင့်မှုရဲ့နောက်ဆုံးအကျိုးဆက်သက်ရောက်မှုနဲ့လွတ်မြောက်မှုစ조사မှုတစ်ခုဟာဘလို့အဆုံးသက်သွားနိုင်လဲဆိုတာကိုပြသတဲ့ဖြစ်ရပ်တစ်ခုပါဒီမှုမှာကြောက်စရာအကောင်းဆုံးဟာလူသတ်မှုမဟုတ်ပါဘူးလူတယောက်ရဲ့ဘဝတစ်ခုလုံးကိုအမှန်တရားမသိအောင်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အရာပဲဖြစ်ပါတယ်အားပေးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေတင်ဆက်ပေးသွားမှာမို့ YouTube ကို Subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးနော်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်